ရေးပစ္စည်းကြီးဘာရှိကျမတို့တာပြီးတက်ကိုချမ်းသာပြီးလူချင်းတဲ့ပစ္စည်းတွေကိုယူသွားပါရှင်တော်ဆင်ပြောနေပစ္စည်းကရှောက်ပြောပစ္စည်းတွေပိုက်စားနေမလို့ချင်ဘူးဓမြတိုင်နေမဟုတ်ဘူးရီစားစကားပြောမလို့ပြောနေတာရှင်ဝိုင်းအမေသမီးကိုသတာအမမရမပေါ့ရွှေလန်းလန်းခဲနားပေါက်တာကြားလားကြားရင်တော့တကားနဲ့ဖောက်ရမလို့ဟမ်ဘာတို့ဘယ်မှာတောင်းလဲဘယ်မှာတောင်းတာလဲတော့ပြရကြကြည့်ဒီမှာဘာလို့မရဘူးလို့မသနာဘာမှလုပ်လို့မရဘူးကျမရှေ့မယူမရစေတဲ့ကိုတို့မောင်ရင်တောင်းမမောင်ရင်မယူရင်ဒီဘွားရောမလုံးပါနဲ့အမေကျွန်တော်မတတ်ချင်ဘူးအမေသမီးကိုပြောပေးဦးဒီမှာတတဘာမှလုပ်လို့မရဘူးမလုံးပါနဲ့ရှင်ပြောလေပြောကျမကိုတော့မယူမရဒီတော့ပါလားတော့မဘောမလုပ်လို့မရဘူးကျမယူဘာမှမလုပ်နဲ့ဝိလေကျောင်းလေးရှောင်းပြောနေဝိလေကျောင်းလေးရှောင်းပြောဒီမှာဘာလဲရှင်